အစွမ်းအစများကိုချွေတာခြင်းမိမိခန္ဓာကိုယ်ထဲတွင်စွမ်းအင်များသည်ရေကဲ့သို့စီးဆင်းနေကြောင်းစိတ်ကူးကြည့်လိုက်ပါလူသားသည်အမျိုးမျိုးသောဝင်ထုတ်ဝင်ပိုးတွေပြည့်နေသူဖြစ်ပါတယ်ထိုဝင်ထုတ်ဝင်ပိုးများကမိမိ၏ရုပ်ပိုင်းကိုသာမကစိတ်ပိုင်းဆိုင်ရာကိုပါပြပြလာစေပါတယ်ပြလာသည့်ဝင်တွေကိုရှင်းပြရန်လိုပါတယ်မိမိ၏စိတ်ရောကိုယ်ပါထိခိုက်လာစေနိုင်သောဝင်ထုတ်ဝင်ပိုးတွေကိုအဘဲကြောင့်မစွန့်နိုင်ရမည်နီရှင်းလိုက်လျင်ရော့သွားမည်လျှော့လိုက်လျင်ပေါ့သွားမည်မှန်တိတိနှင့်ကိုယ်လည်းခရီးမရောက်သူလည်းခရီးမပေါက်နိုင်သည့်အရာများကိုအဘဲကြောင့်မရှင်းနိုင်ကြသည်။မလျှော့နိုင်လျင်မပေါ့သောကြောင့်အရောက်နှေးသွားတတ်ပါတယ်။ခြေကုံလက်ပန်းကျကလမ်းတဝက်တွင်လဲကျတတ်ပါတယ်။အရေးပါတာတွေကိုကိုနှင့်အတူမတည်ဆောင်သွားပဲအရေးမပါတာတွေကိုထမ်းပိုးသွားရင်လည်းအရေးကြီးသည့်အချိန်တွင်အသုံးမဝင်အသုံးမကျဖြစ်တတ်ပါတယ်။ထို့ကြောင့်မလိုသည်တို့ကိုစွန့်ပယ်လိုက်လျင်လိုသည်တွေပါလာပြီးပေါ့ပေါ့ပါပါခရီးလဲတွင်လာပါလိမ့်မယ်။မနိုင်ဝင်ကိုထမ်းထားခြင်းအရေးမပါမှန်တိတိနဲ့ယူလာရခြင်းမှကြာလာလျင်စိတ်ပန်းလူနွမ်းဖြစ်လာတတ်ပါတယ်။လှုပ်ချင်သည်တို့ကိုမလုံနိုင်လောက်အောင်အစွမ်းအစတွေလျော့နေလာတတ်ပါတယ်။သွားရမည့်ခရီးဝေးသေးလျင်ရှောက်ရမည့်လမ်းလှမ်းသေးလျင်ဝင်ထုတ်ဝင်ပိုးတွေကိုလျှော့နိုင်အောင်ဆုံးဖြတ်ပါမိမိအစွမ်းတွေကိုပြန်ပြည့်လာစေနိုင်မည့်နည်းလမ်းတွေကိုကြံစပါလူတိုင်းတွင်ကိုယ်စွမ်းကိုယ်စဉာဏ်စွမ်းဉာဏ်စများရှိပြီးသားဖြစ်ပါတယ်သို့သောခေတ်မီထွန်းကားလာသောတီထွင်မှုများကလူသားကိုဖျက်ဆီးပါတယ်တဘာဝအတိုင်းရက်တောင်လေးခတ်ပြီးနေလာရမှပန်ကားတွေဝယ်လာတယ်ပန်ကားတွေ300မှလေအေးပေးဆက်တွေတက်ဆင်ကအေးအောင်နေလာကြတယ်လူသား၏ပတ်ဝန်းကျင်တွင်လျှက်စစ်ပစ္စည်းတွေတစ်ခုပြီးတစ်ခုရောက်လာကြတယ်။အဝိရှော်ဆမ်းမသည်ထမင်းပေါင်းအထိလူသားတို့ဘာမှလှုပ်ရှားမလို့လောက်သောတီထွင်မှုပစ္စည်းတွေကိုလွှမ်းမိုးလာစေတယ်။တရုတ်၏အယူအဆတွင်ကိုယ်စွမ်းကိုယ်စတွေနဲလာလျင်ဉာဏ်စွမ်းဉာဏ်စလည်းနဲလာတတ်တယ်။လူသား၏နေ့စဉ်ပြုရမည့်ကိစ္စများကိုမိမိလက်အားခြေထောက်အားတွေသုံးကာတဘာဝအတိုင်းနေထိုင်နိုင်ခြင်းကိုပြန်လည်ပြုပြင်သင့်ပါတယ်။သို့မှသာစိတ်ဓာတ်ခွန်အားတွေလည်းပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။လူသားသည်စက်များကိုအားကိုးလွန်သောကြောင့်ပြင်းလာကြတယ်။ပြင်းဖန်များသည့်အခါဖြင်းလာကြတယ်။ပြင်းရင်ဖြင်းရင်နှင့်တီထွင်ခြင်းကင်းဖန်တီးခြင်းကင်းကယောဂဗျာတွေလည်းထူပြောလာကြတယ်။လူသားသည်ကိုယ်ဘဝကိုကိုယ်ဖန်တီးရင်ကကျမ်းမာအောင်နေကြရတယ်။ချမ်းသာအောင်ကြိုးစားအားထုတ်ရတယ်။ထိုမှတဆင့်တက်ခါလွတ်မြောက်အောင်ကြိုးစားကြရတယ်။လွတ်မြောက်အောင်စ조사သည်ဆိုရတွင်အနှောင်အဖွဲမှယုံထွက်နိုင်အောင်စ조사ခြင်းကိုဆိုလိုပါတယ်။ကောင်းတာကိုမှခံစားခြင်းစံစားခြင်းသောလူသားများသည်အကောင်းဆုံးကိုလှုံ့ဆော်နိုင်ရန်လဲစိတ်ကူးလေးရှိကြပါတယ်။အကောင်းမြင်အကောင်းစိတ်များဖြစ်လာရန်အတွင်းစိတ်ကိုသာမကအပြင်ပတ်ဝန်းကျင်ကိုပါပြုပြင်တည်ဆောက်ခါနေထိုင်နိုင်ရပါမယ်။အစိုးမြင်စိတ်ထားသည်လူအတွင်းအားများကိုပျက်စီးစေနိုင်ကြောင်းအရှိတိုင်းအတွေးမြင်များတွင်တွေ့ရပါတယ်။တရုတ်တွေးခေါ်ပညာရှင်လောင်စုကလူဤကိုခန္ဓာသည်တင်းငယ်သောစွမ်းအားလေးများတစ်ခုချင်းစီပေါင်းစုထားသောစွမ်းအားစုကြီးတစ်ခုဖြစ်သည်ဟုဆိုခဲ့ပါတယ်။စိတ်သည်အင်အားစုများကိုထိန်းချုပ်ပြီးလူသားဤဘဝရှင်သန်လှုပ်ရှားရေးကိုအထောက်အကူပြုပေးနေပါတယ်။ထို့ကြောင့်အစိတ်ပိုင်းလေးများတစ်ခုပြီးတစ်ခုအားပြော့သွားလျင်ပင်မအဆောက်အုံကြီးလည်းပြိုလဲသွားနိုင်ပါတယ်။မလိုအပ်ဘဲအင်အားဖြုံးတီးခြင်းမျိုးရှောင်ကျဉ်ရမယ်။စိတ်ရောရုပ်ကိုပါပြိုးထောင်နိုင်မဲ့လမ်းစဉ်များကိုအစဉ်တွေးနေရပါလိမ့်မယ်။စိတ်ထက်သန်မှုကြီးမားလျင်ရုပ်ကလည်းအံ့ဩစရာကောင်းလောက်အောင်လိုက်ပါလှုပ်ဆောင်နိုင်စွမ်းများရှိပါတယ်။ထို့ကြောင့်စိတ်ဆောင်သည်ဟုဆိုကြခြင်းဖြစ်ပါတယ်။တို့ဖြစ်ရာစိတ်ကမထိခိုက်စေရန်လေ့ကျင့်မွေးမြူနိုင်ရေးကလည်းအရေးကြီးပါတယ်။စိတ်နှင့်ရုပ်ချမ်းသာရေးသည်ပတ်စံချမ်းသာတိုင်းမရနိုင်ပါ။ငွေချမ်းသာတိုင်းစိတ်မချမ်းသာနိုင်ပါ။ဘဝအမြင်ရှိရန်လိုအပ်ပါတယ်။မရှိခြင်းဖြင့်လဲကျမ်းမာချမ်းသာစွာနေထိုင်သည့်ဘဝတစ်ခုကိုရှေ့ရှုနိုင်ရပါမယ်။ရေအေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ကေပါ။
ကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိပ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ